ဒီမျိုးလေးရဲ့လူတွေအားလုံးဟာမင်းကလေးတယောက်တည်းပေါ်မှာတင်အယူမှုဖြစ်နေကြတာပါလူတိုင်းဟာပြည်ထန်စာအိရဲ့အပြင်ဘက်မှာတန်းစီပြီးရက်နေကြပါတယ်လက်ထဲမှာလည်းလက်မှတ်တွေကိုကင်ထားကြပြီးသူတို့အလက်ရောက်တဲ့အချိန်ကိုရင်ကုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်းနေကြတာပါဒါကတော့အဲ့ဒီပြည်ထန်စာအိရဲ့ပိုင်ရှင်တက်ချက်ဖြစ်ပြီးဒါကတော့တမျိုးလုံးကယောက်ျားတွေဝိုင်းဝန်းဆွဲလန်းကြည့်နေရတဲ့တူဦးတဲ့တော့မင်းကလေးအင်ဂျယ်ပဲဖြစ်ပါတယ်တက်ချက်ဟာအင်ဂျယ်နဲ့တညတာအတူတူဖြတ်တန်းခွင့်ရဖို့အတွက်နေ့တိုင်းထိပေါက်မဲ့သူကိုမဲနိုင်ပြီးရွေးချယ်ပေးလိမ့်ရှိပါတယ်ဒီမျိုးမှာရှိတဲ့လူများစုဟာရွှေတွင်းတွေထဲမှာရွှေရှာတဲ့အလုပ်ကိုလုပ်ကင်ကြသူတွေပါသူတို့ရှာဖွေလို့ရသမျှငွေကြေးဥစ္စာအလုံးကိုတော့လောင်းစားလုပ်ခြင်းနဲ့ပြည်ထန်စာအိမ်ကိုလာရောက်လေပတ်ခြင်းတွေမှာပဲအကုန်စင်တုံးဆွဲပြီးလိမ့်ရှိကြပါတယ်ဒါကတော့မြို့နဲ့အလံဝေးတဲ့နေရာမှာနေထိုင်ပြီးမိမိရဲ့ကိုယ်ပိုင်လယ်ယာစိုက်ခင်းတွေကိုလောက်ကင်ရုံးကန်နေတဲ့မိုက်ကယ်ဆိုတဲ့လူငယ်လေးတယောက်ပဲဖြစ်ပါတယ်ဒီနေ့မှာတော့မိုက်ကယ်ဟာသူဆက်ပြောထားတဲ့ဟင်းသီးဟင်းရက်တွေနဲ့ကောက်ပဲသီးနှံတွေကိုရောင်းချဖို့အတွက်မြို့ထဲကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူဟာအဆောင်ရှောက်တွေနဲ့အတူလမ်းလျှောက်လာတဲ့အင်ဂျယ်ကိုစတင်တွေ့ရှိခဲ့တာပါလမ်းပေါ်မှာရှိတဲ့လူတိုင်းရဲ့အကြည့်တွေဟာသူမစီမှာပဲရက်တက်နေကြသလိုမိုက်ကယ်ကိုယ်တိုင်လည်းသူမကိုမကြည့်ပဲမနေနိုင်တော့အောင်ဖြစ်သွားခဲ့ရပါတယ်အဲ့ဒီအချင်းရာကိုမြင်လိုက်ရတဲ့တခါချင်းမှာတင်မိုက်ကယ်ဟာသူမကိုပထမဆုံးမြင်လိုက်ရုံနဲ့တင်အသက်ထက်ဆုံးချစ်မိသွားခဲ့ပါတော့တယ်ဒါပေမဲ့လည်းသူမဟာဒီမြို့မှာဈေးကြီးဆုံးနဲ့တန်ဖိုးမြင့်မားဆုံးမိန်းကလေးတယောက်ဖြစ်တယ်ဆိုတာကိုသိရှိသွားခဲ့ရတဲ့အချိန်မှာတော့မိုက်ကယ်တယောက်အကြီးကျယ်စိတ်ပြအားငယ်သွားခဲ့ရပြီးဘာဆက်လို့ရမှမသိအောင်တုန်လှုပ်ခြောက်ခြားသွားခဲ့ရပါတော့တယ်